Samida တောင်လေကျော်စာတင်တိုက်ကိုနာယကများနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်လူရဲ့အသက်ဒီတွေးဖြစ်တဲ့ကဲ့သို့တွေးဒီအသက်ဒီတွေးစောတဲ့ကဲ့သို့စာတင်တိုက်တစ်ခုရဲ့အသက်ဒီလည်းပဲနာယကများတာဖြစ်ပါတယ်ဒါကြောင့်မိမိဒီနာယကများအပေါ်မှာထားရှိတဲ့စိတ်ထားမျိုးကတော့နှမျိုးပဲရှိပါတယ်နံပါတ်1ချက်ကမုဒိတာဆက်ရမေတ္တာဆက်ရဘုရားဆက်ရအကျိုးလိုလားတယ်မေတ္တာစိတ်နဲ့အကျိုးလိုလားတယ်သူတို့ရဲ့အကျိုးကိုဘာတွေဖြစ်စီပြရမလဲသူတို့အောင်မြင်လာတဲ့အချိန်မှာမိမိထက်အောင်မြင်သွားအောင်ဘယ်လိုပံ့ပိုးပေးရမလဲအောင်မြင်လာတဲ့အချိန်မှာရောဝမ်းမြောက်ဝမ်းသာဘယ်လိုထားရှိပေးရမလဲဆိုတဲ့စိတ်ထားမျိုးရယ်နောက်တစ်ခါမိမိပိုင်ဆိုင်သောပစ္စည်းဥစ္စာဒါမှမဟုတ်မိမိရရှိထားတဲ့လက်လာပါတွေမျှဝေခံစားစော့ကျဲရတဲ့အခါမှာလည်းပဲအတ္တဘာကိုရှင်းနိုင်တယ်များချက်တာအမြင့်ဆုံးစံမဟုတ်တဲ့တိုင်အောင်စံကိုမြင့်နေတယ်များညှိပြီးတော့အစွဲကင်းကင်းနဲ့ဒီနာယကများပေါ်မှာအဲ့ဒါမစ္စရိယတတ်နိုင်ဆုံးကျင်းကမျှဝေခံစားမယ်ဆိုတဲ့ဒီစိတ်မျိုးနဲ့နာယကများပေါ်ထားရှိခြင်းဖြစ်ပါတယ်။ဒါကြောင့်သာသနာ့တစ်ခုရဲ့အသက်သွေးကြောဒီနာယကများဖြစ်တာကြောင့်ဒီခုလက်ရှိအချိန်မှာဆယ်နဲ့တိုင်းသမင်တာသမကျော်သာသနာ့ကိုဝေါပြီးတော့တိုးတက်အောင်မြင်အောင်ကြိုးစားအားထုတ်ကြတဲ့အထက်မှာသမင်တာဆရာတော်ဒီပဓာနာချခဲ့တယ်လို့ခေါင်းဆောင်ဖြစ်တဲ့တယ်လို့လည်းပဲသမင်တာနာယကများသူလည်းပဲအဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ကြသောပုဂ္ဂိုလ်များဖြစ်ကြပါတယ်ဒီခုအချိန်မှာသမင်တာသမကျော်သာသနာ့ကိုနာယကများကသာဥဆောင်ပြီးတော့သမင်တာဆရာတော်ဒီမိမိဒီညာကုန်ပြုတ်ပရိပတ်တိဇောရကကျောင်းတိုင်းမှာဆရာတော်ကြီးရဲ့ဆရာတော်ရင်းမှာလက်ရှိသတင်းသုံးနေတဲ့ပြီးတော့သမင်တာသမကျော်သာသနာ့ရဲ့လိုအပ်ချက်အားနည်းချက်အသာချက်တွေကိုအဝေးမှသိသိပြီးတော့ဩဝါဒပေးပြီးတော့တိုးတက်စီပြီးအောင်စူးစမ်းလောက်ဆောင်နေကြသောနာယကများပေါ်မှာအားပေးအားမြောက်ပြုတာဆက်လက်ပြီးတော့သာသနာတော်ကိုစူးစမ်းလောက်ဆောင်နေကြခြင်းဖြစ်ပါတယ် Hello ကိုစိတ်နှပါချမ်းသာကြပါစေဆမ်းမြတ်တာဆန်းလာပါမှာချမ်းမြတ်ပါရကြပါစေ